ရင်းနှွဲ့စိတ်ကွင်းမြင်နဲ့လေတွေဝှေ့ရန်လာနေတယ်ဝင်းဤလွန်တဲ့အသားရည်ကိုအနီအနဲ့ပိတ်စနဲ့လုံအောင်ဖုံးအုပ်ရင်သေမင်းကိုအန်တုတဲ့ခြေလမ်းမျိုးနဲ့တလန်းချင်းရေတကုံများရှိရာသွားတာတွေ့ရတယ်တခုတည်းသောရိုးရန်ရှိနဲ့တပွင့်နဲ့ပွင့်နေတဲ့အရိုင်းပန်းလေးလိုလေတံကိုလည်းမကြောက်စစ်တံကိုလည်းမကြောက်ကြွေဖို့လည်းမလွယ်အမြဲတွေ့နေကြမသေးမျိုးမြေရိုင်းတွေကြားကဘာမီအနှက်အာရှကသမီးပြူမြာစိမ်းရောင်အရွက်ဘယ်ညာခင်းပြီးဤချမ်းတည်နေနေအချစ်ကိုကွယ်ဝှက်တဲ့နတ်သမီးတစ်ပါးပလွေရန်တဲ့တဲ့စီးမျောလာတဲ့တောတောင်တွေကြားအမှန်တရားကိုရှာဖွေသူနဲ့တစ်ချိန်တွေ့ရုံနဲ့ဆယ်သက်မိမရလောက်တဲ့တဲ့ကြည်တတ်တဲ့မြဝန်းမှာတသက်တာအတွက်အိမ်မက်တွေကိုပြူစားထားပြီးမမေ့ရနိုင်သူရင်းရွယ်စိတ်မိတော့ထဲကထပြန်လာတဲ့ငှက်ကလေးလိုအပင်အိုကြီးချီရိုးရန်ရှိပန်းမွင်လေးရဲ့ဘေးခြေချထိုင်နေရေညှိတက်နေတဲ့ကြောက်တုံးသားကရေတကုံကြီးမှာရေမှုံမွားတွေစုစည်းပြီးအာမှန်အပြည့်ပေါက်ကွဲရင်းစီးဆင်းနေကြပါရောလားအမောင်းရောက်တယ်